ကျွန်တော်ညီမရဲ့အမှတ်စရင်းကတကယ်ကိုထူးဆန်းလုံးပါတယ်အကယ်၍ကျွန်တော်ကအမှတ်600ရရင်သူက610ရလာတတ်တယ်ကျွန်တော်က610အထိရောက်သွားရင်သူက620ကိုချက်ချင်းရောက်သွားပြန်ရောသူ့ရဲ့အမှတ်ကအမြဲတမ်းကျွန်တော်ထက်အမှတ်10အတိအကျများနေခဲ့တာပါဒါပေမဲ့ကျွန်တော်ခွင့်ယူပြီးစာမေးပွဲမဖြစ်တဲ့အခါမျိုးမှာတော့ညီမဖြစ်သူရဲ့ရလက်ကအောက်ခြေကိုလုံးဝထိုးဆင်းသွားတော့တာပဲအဲ့ဒီနေရာကနေပဲကျွန်တော်ရဲ့တန်တရားကအတိဖြစ်သွားခဲ့တယ်ညီမရဲ့အမှတ်တွေကကျွန်တော်အမှတ်ပုံမှာပဲလုံးဝမိခိုနေတာပါကျွန်တော်ကပဲသူ့အတွက်အခြေခံမှတ်ဖြစ်နေခဲ့တာအဲ့ဒီအချိန်မှာပဲကျွန်တော်အုံနောက်ထဲကိုယူတူဆရာအစီအစဉ်တစ်ခုဝင်လာခဲ့တဲ့အကယ်၍အခြေခံပညာအဆင့်နောက်ဆုံးစာမေးပွဲကြီးမှာကျွန်တော်ကအမှတ်ပြရအောင်ဖြည့်လိုက်ရင်ဘာဖြစ်မလဲဆိုတာပေါ့ကျွန်တော်တို့နှစ်ယောက်ကအမွှားတွေပါဒါပေမဲ့ကျွန်တော်တို့ရဲ့ဘဝကတော့မွေးကလေးကမိုးနဲ့မြေလို့ကွာခြားခဲ့ပါတယ်သူကတော့အကောင်းစားအိတ်ခမ်းကြီးတွေကမင်းသမီးလေးတစ်ယောက်လိုခန်းမျိုးမှာနေရပြီးအဲ့ဒီခန်းမှာပန်းရောင်ကလာကာတွေနဲ့နိုင်ငံခြားဖြစ်အတန်းလုံးနေရရှိတယ်တစ်ဖက်မှာတော့ကျွန်တော်ကပျက်စီးနေတဲ့ဆောင်းဟောင်းတွေနဲ့ဆွေးမြေ့နေတဲ့စက်ကူတစ်တာဟောင်းတွေပြည့်နေတဲ့လေစတူရမ်းမိတာပဲရှိတဲ့ကိုတောင်ပြက်ကြီးထဲမှာအဲ့ရတဲ့သူ့ရဲ့မနက်စာကရွှေဝရောင်ကြက်ဥကျော်အသားပြားနဲ့နွားနို့ပူပူလေးဖြစ်ပြီးကျွန်တော်ရှိမှတော့အမြဲတမ်းမင်းညကကြမ်းတဲ့ထမင်းကြံကိုလှုပ်ထားတဲ့စံပြုံးနဲ့ခါတက်အချင်းထုတ်ပဲရှိတတ်တယ်မိဘတွေကလည်းကျွန်တော်ကိုညီမလောက်ညံမကောင်းဘူးဆိုပြီးအမြဲတမ်းနှိမ့်ချဆက်ဆံတတ်ကြတယ်ဒါပေမဲ့ဒီကွာခြားချက်အားလုံးကကျွန်တော်ရဲ့18နှစ်တာစူးစမ်းအထောက်မှုနဲ့အရေးချင်းကိုခိုးယူထားတဲ့အပေါ်မှာတိစပ်ထားမှန်သူတို့မသိကြပါဘူးကျွန်တော်ပထမဆုံးအခြေအနေမဟန်တာဘူးတတိထားမိတာကတတမတန်းစာမေးပွဲတုန်းကပါကျွန်တော်တညလုံးအိပ်ရေးပြက်ခံစူးစမ်းပြီးအမှတ်190ရခဲ့တဲ့အချိန်မှာသူကတနေ့လုံးစောကစားနေပြီးတော့တောင်အမှတ်200ရသွားခဲ့တယ်နဝမတန်းမှာကျွန်တော်အသက်သွင်းပြီးစူးစမ်းလို့980ရတဲ့အခါသူကကျွန်တော်ထက်10မှတ်ပို့ယူပြီးအကောင်းဆုံး10ရောက်စီးရင်နဲ့ဝင်သွားပြန်ရောအထူးဆန်းဆုံးကတော့ကျွန်တော်ဦးတက်ပေါက်လို့တင်ချစာမှုဝဲမဖြေနိုင်ခဲ့တဲ့အချိန်မှာပါကျွန်တော်အမက်ကသူ့ညဖြစ်သွားတဲ့အချိန်အမြဲတမ်းပထမရနေတဲ့ညီမကအမှတ်30ပဲရခဲ့တယ်အဲ့ဒီအချိန်ကမိသားစုဝင်တွေကသူနေမကောင်းလို့ပဲထင်ခဲ့ကြပေမဲ့ကျွန်တော်ရင်ထဲမှာတော့တန်တရားမျိုးစေ့ကအမြင့်တွယ်သွားခဲ့ပါပြီအထက်တန်းအဆင့်အမျိုးသားအဆင့်တင်ချပြန်ပွဲကြီးကတော့အမှန်တရားအလုံးကိုဖော်ထုတ်ပေးခဲ့ပါတယ်အဲ့ဒီတန်ပွဲရဲ့နောက်ဆုံးမေးခွန်းကတပြည်နယ်လုံးမှာ9ရောက်လောက်ပဲတွက်နိုင်တဲ့ခက်ခဲလုံးနဲ့မေးခွန်းကြီးပါအဲ့ဒီညကစပွဲတင်ပြီးအိမ်လေးအောက်မှာကျွန်တော်နိုင်ပေါင်းများစွာစူးစမ်းပြီးနောက်ဆုံးတော့အဖြေမှန်ကိုရခဲ့တယ်ဒါပေမဲ့ကျွန်တော်ကစာအုပ်အကောင်းထဲမှာမရေးခဲ့ပါဘူးစာရွက်အကျမ်းပေါ်ကအဖြေကိုကြည့်ပြီးကျွန်တော်မျက်နှာမှာအေးဆက်တဲ့အပြုံးတစ်ခုပေါ်လာခဲ့တယ်ကျွန်တော်ကလောင်တန်းကိုပြန်ကင်ပြီးတတိယအဆင့်မှာတွေ့ရိုးတွေ့စင်အပေါင်းလုံးလက္ခဏာတစ်ခုကိုတမင်တက်တက်မှားရိုက်လိုက်တယ်အဲ့ဒီမှားယွင်းတဲ့အတွက်အချက်ကြောင့်နောက်ဆုံးဖြေက3ပိုင်ဖြစ်သွားခဲ့တယ်ကျွန်တော်ကိုလေကားထက်လို့နင်းပြီးအပေါ်တက်နေတဲ့ညီမရဲ့ကန်တရားကဒီတစ်ခါဘာလို့မလဲဆိုတာကျွန်တော်သိချင်ခဲ့တာနောက်တနေ့မနက်မှာအဖေကတကယ်ကိုစိတ်လှုပ်ရှားနေခဲ့တယ်ဆရာကအဖွဲလေးကိုအပြေလွှာပို့ပေးထားတာကိုအဖေကညီမဖြစ်သူကမေးခွန်းကိုတွက်နိုင်ုံတင်မကပဲအဖေကပါကွက်တီတူနေတယ်လို့ပြောလာတယ်ကျွန်တော်ရင်တွေတုံသွားခဲ့ပြီးဘာတွေတင်ယူလို့ရမလဲသိချင်လို့ညီမရဲ့တွက်နီးအစင်းစင်းကိုကြီးပွင့်တောင်းခဲ့တယ်ဒါပေမဲ့အမေကချက်ချင်းပဲနှင်းအရေးချင်းနဲ့သူ့အစင်းကိုနားလည်နိုင်မှမလားဆိုပြီးနှိမ့်ချပြောဆိုခဲ့တယ်ညီမကလည်းမာနအပြည့်နဲ့သူ့စာအုပ်ကိုကျွန်တော်ရှိတွန့်ပစ်လိုက်တယ်ကျွန်တော်စာမျက်နှာကိုလှန်ကြည့်လိုက်တဲ့အချိန်မှာခြေဖျားလက်ဖျားတွေအေးဆက်သွားခဲ့ရတယ်ညီမရဲ့ပထမဆုံးအတွက်ချက်နှစ်စင်းကကျွန်တော်ရဲ့စာရွက်အကျမ်းကအတိုင်းတပုံစံနဲ့ပါပဲအဲ့ဒီအပေါင်းအနှုတ်အမားလေးကအစအတူတူပဲဖြစ်နေခဲ့တယ်ဒါပေမဲ့နောက်ဆုံးအဆင့်မှာတော့သူကဘာအကြောင်းပြချက်မှမရှိပဲအဆင့်တွေကိုကြော်ပြီးအပြေမှန်ကိုတန်းရင်လိုက်တာကြားကအတွက်ချက်ကွာဟာချက်ကတင်ချစီးမြအားလုံးကိုစန့်ကျင်နေတဲ့တွင်းနဲ့ကြီးတစ်ခုလိုပါပဲဒါပေမဲ့အဖေမျက်စိထဲမှာတော့သူက permission ကြီးပေါ့အဲ့ဒီအချိန်မှာပဲကျွန်တော်နားလည်သွားခဲ့တယ်သူက permission မဟုတ်ပဲတကူတယောက်ပါကျွန်တော်ရဲ့အတွေးခေါ်တွေတွက်ချက်မှုတွေအားလုံးကမမြင်ရတဲ့ဆုံးကဝေအစွမ်းတစ်ခုခုကြောင့်သူ့စီရောက်သွားပြီးစနစ်ကနေသူ့ကိုအပြင်းမှန်ဖြစ်အတင်းပြောင်းလဲပေးနေခဲ့တာဒီအင်ကြီးကတကယ်တော့ permission ထုတ်လုပ်တဲ့စက်ရုံကြီးဖြစ်ပြီးကျွန်တော်ကတော့လေကားတစ်ခုလိုပဲအသုံးချနေခဲ့တာဒီယူဆကိုတေချာစီဖို့ကျွန်တော်စုံစမ်းရတဲ့စံတမ်းမှုတစ်ခုလုပ်ခဲ့တယ်ယူဘဗေဒစာမေးပွဲကမေးခွန်း30ခုကကျွန်တော်အတွက်ဘယ်ဘက်လက်နဲ့တွေ့ရတဲ့လောက်လွယ်ကူပေမဲ့နောက်ဆုံးမေးခွန်း5ခုကိုတမင်ချန်ထားခဲ့ပြီးအမှတ်90ပဲယူခဲ့တယ်ညနေပိုင်းရလက်ထွက်လာတဲ့အခါဆရာကကျွန်တော်ကိုလူကုန်အလယ်မှာအဆက်ခွဲခဲ့ပေမဲ့ညီမကတော့ဖက်လဲတစ်ခင်းနဲ့ချီးမွမ်းတန်းဖွင့်ခဲ့တယ်အဲ့ဒီနောက်ပိုင်းစာမေးပွဲတိုင်းမှာသူကကျွန်တော်ထက်30မှတ်တိတိပုံများနေခဲ့တယ်ကျွန်တော်ဖုန်းထဲကအချက်လက်ပြ gram မြင်းမှာလည်းမြင့်ပြတ်နေကြောင်းက30မှတ်ကွာခြားချက်နဲ့အမြဲရှိနေခဲ့တယ်ကျွန်တော်စိတ်ထဲကနေမင်းရဲ့တောက်ပမှုကငါးကြောင်ဆိုရင်တော့မင်းကိုဘယ်တော့မှပြန်ဆင်းမရမယ့်အမြင့်ဆုံးနေရာထိပို့ပေးမယ်အဲ့ဒီနေရာကပြုတ်ကျရင်ဒေတာထက်ပိုဆိုးစေရမယ်လို့တွေးလိုက်တယ်ကျွန်တော်ကတော့ကိုပို့ပြီးအရေးချင်းမရှိတဲ့သူလိုဟန်ဆောင်ပြခဲ့တဲ့အတန်းထဲမှာအိတ်ချင်အောင်ဆောင်နေပေမဲ့နားထဲကနှစ်ချက်သေးလေးနဲ့အင်္ဂလိပ်စာနားထောင်ခြင်းကိုလေ့ကျင့်တဲ့လက်ထဲမှာရုပ်ပြစာအုပ်ရှိနေပေမဲ့နောက်ွယ်မှာတော့အစင်းမြင့်တင်းချပို့စာတွေဝတ်ထားခဲ့တယ်ညဘက်ညီမအေးအေးဆေးဆေးအိပ်ပျော်သွားတဲ့အချိန်ကျမှကျွန်တော်ကအမောင်ထဲမှာထိုင်ပြီးပြင်ဆင်မှုတွေလုပ်ခဲ့တယ်ဘာသာရဲ့တိုင်းရဲ့အမှတ်ကိုတေချာတွက်ချက်ရမှာဖြစ်ပြီးသူ့အတွက်ပြည့်စုံတဲ့ထောင်ချောက်တစ်ခုဆင်းရမှာကိုမြို့နယ်အဆင့်စာမေးပွဲကြီးမှာမြန်မာစာကို105မှတ်မှာဖြတ်ခဲ့တယ်တင်ချာမှာတမင်တက်140ယူခဲ့ပြီးအင်္ဂလိပ်စာအစည်းမှာတော့စာလုံးပေါင်းအမှားတွေတမင်လုပ်ခဲ့တယ်တိတ်ပံဘာသာရဲ့အကြောင်းအရာတိုင်းကိုလည်းညီမရဲ့အမှတ်ကတောက်ပနေပြီးဘယ်သူမှတန်တရားမဝင်ရအောင်ထိန်းချုပ်ခဲ့တယ်အဲ့ဒီစာမေးပွဲမှာကျွန်တော်က980ရပြီးညီမက990ရခဲ့လို့အဖေကပျော်လုံးလို့ကခုန်နေခဲ့ပြီးအမေကလည်းသူ့ကိုတန်းတန်းလုံးနေခဲ့တဲ့အချိန်မှာကျွန်တော်ကတော့ခေါင်းလေးငုံပြီးငြိမ်ငြိမ်လေးရက်နေခဲ့တဲ့အဲ့ဒီစာမေးပွဲအောင်မြင်ပြီးနောက်ညီမရဲ့ကြော်ကြောင်းမှုကကောင်းကင်ကြီးရောက်သွားခဲ့တဲ့သတင်းထောက်တွေအိမ်ကြီးလာကြပြီးသူ့ကိုအလှဆုံး permission မလေးလို့တင်စားကြတယ်သူကသူ့အခန်းကိုရုပ်တံတွင်စတူဒီယိုတစ်ခုလိုပြင်ဆင်ပြီးတစိကောင်းအဝတ်စားတွေကကင်မရာရှိမှကျွန်တော်ရေးပေးထားတဲ့စာသားတွေကိုပြောဆိုခဲ့တယ်သူကအင်တာနက်ပေါ်မှာဓာတ်ရိုက်ရုပ်တံတွင်တာတွေလုပ်ခဲ့ပြီးကျွန်တော်ရဲ့စာရွက်အကျမ်းပေါ်ကအဖြေတွေကိုကူးချပြခဲ့တယ်တ냐လေးတင်ဝင်ငွေကအတော်များပြခဲ့ပြီးသူကတော့ငွေနဲ့ကြော်ကြားမှုရဲ့အရှိန်အောက်မှာလုံးဝနှင်းမွန်းသွားခဲ့ပါပြီသူကမိဘတွေကိုအတင်းပူစားပြီးသူ့ရဲ့စာကြည့်ကမ်းကိုအသစ်ပြန်ပြင်ခဲ့တယ်လို့ကျွန်တော်ရဲ့ကိုယ်တော်ပြက်လေးကိုပါသူ့အလုပ်အတွက်တင်လိုက်တယ်ကျွန်တော်ကတော့ဝရန်ဒါကခောက်ကုတင်လေးပေါ်ရွှေ့ပစ်လိုက်ကြတယ်တခါကဓာတ်ရိုက်ရုပ်တံတွင်နေတော့တယောက်ကသူ့ရဲ့တွင်နေတစ်ခုကမှားယွင်းနေကြောင်းထောက်ပြခဲ့လို့ညီမကြောက်တူးတုံသွားခဲ့ရတယ်ကျွန်တော်သူနာသွားပြီးညင်သားစွာအစွဲလန်းလေးတစ်ခုပြောပြလိုက်တော့သူချက်ချင်းပြန်ပြောနိုင်ခဲ့ပြီးလူတွေကသူ့ကို permission ကြီးအဖြစ်ပြန်သတ်မှတ်ကြပြန်ရောဒါပေမဲ့သူ့မျက်လုံးထဲမှာကျွန်တော်အပေါ်မုန်းတီးမှုနဲ့အတုံးချခြင်းနဲ့စိတ်ပဲရှိနေတော့ပါဖြည်းဖြည်းချင်းနဲ့အိမ်ကငွေတွေအားလုံးကသူ့ရဲ့အတုံးဖြုံးတွေကြားထဲအကုန်ဆုံးသွားခဲ့ရတဲ့အလှပြင်ပစ္စည်းတွေနဲ့အဝတ်စားတွေကြောင့်ဗန်စီရင်ကသူ့ညဖြစ်သွားခဲ့တယ်အဲ့ဒီတော့မိဘတွေကကျွန်တော်ရဲ့စည်းရိပ်တွေကိုဖျက်တောက်ပြီးနောက်ဆုံးတော့အိမ်ကနေပါမောင်းထုတ်လိုက်ကြပါတော့တယ်ကျွန်တော်အတွက်ကုန်းဆောင်ဆိုင်လေးတစ်ခုမှာပဲခိုးလုံးလေးထိုင်စရာလမ်းရှိခဲ့တယ်အဲ့ဒီမှာယူဘဗေဒရွှေတစိမ့်ဆူရှင်မင်းမင်းနဲ့တွေ့ခဲ့ရတယ်
ကျွန်တော်ကသူ့ရဲ့သူတည်တနာစာလမ်းတွေကအမှားတစ်ခုကိုထောက်ပြလိုက်တော့သူအံ့ဩသွားခဲ့ပြီးကျွန်တော်ကိုသူ့တက်ခွဲခန်းရဲ့ဝင်ခွင့်ကပ်ပြပေးခဲ့လို့စာကြည့်တိုင်းနဲ့အင်တာနက်ကိုသုံးခွင့်ရခဲ့တယ်အဲ့ဒီကပ်ပြကိုကင်ထားရင်ကျွန်တော်ရဲ့တတိတွေပိုရှိလာခဲ့ပြီးကမ္ဘာတဝန်းကဘ ഹു တုတတွေကိုရရှိခဲ့တာကြောင့်ကျွန်တော်ရဲ့အစီအစဉ်ကပိုပြီးတော့တောင်ကြောက်စရာကောင်းလာခဲ့ပါပြီဒါပေမဲ့နောက်ဆုံးစာမေးပွဲကြီးမတိုင်ခင်တရက်အလိုမှာကျွန်တော်39.8 GB အထိအထားကြီးခဲ့ရတယ်ကျွန်တော်ရိမ့်ထိုးပြီးအိမ်ပြန်ရောက်တဲ့အချိန်မှာအမေကကျွန်တော်အခြေအနေကိုမမေးပဲကျွန်တော်ယောဂါကညီမစီကူးသွားမှာဆိုလို့ဆိုပြီးစူပူချိန်မောင်းခဲ့တယ်ပြီးတော့ဝရန်တာတကားတွေကိုပိတ်ပြီးအဲ့ဒီမှာပဲနေခိုင်းခဲ့တယ်အဲ့ဒီညကကျွန်တော်ဝေဒနာတွေအများကြီးခံစားခဲ့ရပေမဲ့အရှုံးမပေးဖို့စိတ်ပိုင်းဖြတ်ထားခဲ့တယ်ဒီနောက်ဆုံးစာမေးပွဲကြီးကပဲသူ့ကိုကောင်းကင်ဘော်ကနေမြေပြင်ပေါ်ဆွဲချရမယ့်နေရာဖြစ်လို့ပါမနဲ့ရောက်တော့အပြားနည်းနည်းကျသွားပေမဲ့အားအိမ်ကုန်ခန်းနေတော့မှာပဲဒါပေမဲ့ကျွန်တော်ကျောင်းကိုရောက်အောင်သွားခဲ့ပြီးယူပဗေဒမေကုစာရွက်ကိုမြင်လိုက်ရတဲ့အချိန်မှာဒီမိသားစုနဲ့ညီမကကျွန်တော်ပေါ်ပေးခဲ့တဲ့တရားတွေအဆက်ခွဲမှုတွေနဲ့ဒေါသတွေအလုံးကမိတော့တစ်ခုလိုပေါက်ကွဲထွက်လာခဲ့ပါပြီအခုကစပြီးကျွန်တော်တမင်တက်အမှားတွေမလုပ်ချင်တော့ပဲကျွန်တော်ရင်ထဲကအင်အားတွေကိုစာရွက်ပေါ်မှာချပြပြီးကျွန်တော်ရဲ့အရေးချင်းစစ်ကိုပြသဖို့ကလောင်တန်ကိုမြဲမြဲကင်လိုက်တယ်ကလောင်တန်ကစာရွက်ပေါ်ရောက်တာနဲ့မိကုန်းတွေရဲ့အဖြေကရေတကွန်လိုစီးဆင်းလာခဲ့တယ်အတွေးခေါ်တွေအားလုံးကရှင်းလင်းနေပြီးလက်ကတစ်ချက်မှမရက်ခဲ့ပါဘူးနှစ်နာရီခွဲဖြေရမယ့်စာမေးပွဲကိုကျွန်တော်တနာရီတည်းနဲ့အပြတ်ဖြေခဲ့တယ်အဖြေတော်တစ်ခုလုံးပြည့်နေပြီးလက်ရည်တွေမှာလည်းဒေါသတွေပါဝင်နေတယ်လို့အစင်တိုင်းကတိကျပြီးအဖြေတိုင်းကမှန်ကန်နေခဲ့တယ်ကလောင်တန်ကိုချလိုက်တဲ့အချိန်မှာကျွန်တော်ရင်ထဲအေးချမ်းသွားခဲ့ရတယ်ဒီတစ်ခါကျွန်တော်ကြောင့်ညီမဖြစ်သူကဘယ်တော့မှမရှိခဲ့ဘူးတဲ့အံ့ဖွယ်မှုတစ်ခုကိုလုပ်ပြတော့မယ်ဆိုတာကျွန်တော်သိနေခဲ့တာကိုရလက်ထွက်လာတဲ့အချိန်မှာတော့ကျောင်းတစ်ခုလုံးရုပ်ရုပ်သဲသဲဖြစ်သွားခဲ့ရတယ်ညီမရဲ့အမှတ်က945မှတ်ဖြစ်နေပြီးဒါကတပြည်နယ်လုံးရဲ့စာမေးပွဲသမိုင်းမှာစံချိန်တင်အမှတ်ကြီးဖြစ်နေခဲ့တာသူကတညာလေးနဲ့လူပြောသူပြောအများဆုံးဖြစ်သွားခဲ့ပြီးတက္ကသိုလ်ကြီးတွေကပမောက္ခတွေကအိမ်ထိလာခဲ့ကြတယ်မိဘတွေရဲ့လောဘကလည်းကောင်းကင်အထိရောက်သွားပြီးညီမကပြည်နယ်အဆင့်ပထမရမှာတေချာနေပြီးမို့ပညာသင်စုကမ်းလှမ်းချက်အားလုံးကိုညှင်းပယ်ခဲ့ကြတယ်လို့ဟိုတယ်တစ်ခုမှာစပွဲအလုံး90ပါတဲ့အောင်ပွဲခံခန်းသားကြီးကိုကြိုတင်မှယူခဲ့ကြတယ်။စာမေးပွဲပထမဆုံးနေ့မှာမိဘတွေကကားကောင်းစားကြီးငှားခဲ့ပြီးညီမကားပေါ်ကဆင်းလာတာနဲ့သတင်းတောက်တွေကဝိုင်းအောင်လာကြတယ်ကျွန်တော်ကတော့အိတ်ဟောင်းလေးကိုလွှဲပြီးလူအုပ်ကြားထဲကနေစာမေးပွဲခန်းမထဲကိုတိတ်တဆိတ်ဝင်ခဲ့ရတယ်။မြန်မာစာမေးပွဲဖြေဆိုချိန်မှာခန်းမတစ်ခုလုံးတိတ်ဆိတ်နေပြီးစာရွက်လန်တန်တွေပဲကြားနေရတယ်ကျွန်တော်အသက်ပြင်းပြင်းရှူပြီးစတင်ရေးသားခဲ့တဲ့အစီကောင်းစဉ်ကအမှတ်သားတဲ့ဒါကကျွန်တော်အတွက်တီးတန့်ပေးထားတယ်လို့ပါပဲကျွန်တော်ကလူတွေကပန်းတွေရဲ့အလှကိုပဲချီးမွမ်းတက်ကြပေမဲ့မြေကြီးအောက်မှာနစ်မြုပ်နေတဲ့အမြင့်တွေကိုတော့မင်းနေတတ်ကြတယ်အမောင်တွေကအမြင့်တွေကအထီးကျန်မှုကိုခံစားရရုံတင်မကပဲမြေကြီးရဲ့ဖိအားအောက်မှာအသက်ရှူကျရတယ်ဒါပေမဲ့ဒီဖိအားကပဲအပေါ်ကကဘာကိုမွေးပြန့်စေတာပါတန်းကသူကနေအောင်ကြီးကြောက်မဲ့အသက်ရှင်နေတာလို့ထင်နေတဲ့အချိန်မှာအဲ့ဒီအမြင့်ကတော့အမောင်ထဲမှာထိုင်ပြီးအေးဆက်စွာပြုံးနေလိမ့်မယ်လို့ရေးခဲ့တယ်ကျွန်တော်စာလုံးရေးကိုထိမ့်သိမ်းပြီးနောက်ဆုံးစာသားတွေကိုတော့တမင်တက်တက်နည်းနည်းအားငယ်စရာကောင်းအောင်ရေးခဲ့တယ်တစ်ဖက်မှာတော့ရှေ့ဆုံးတန်းမှာထိုင်နေတဲ့ညီမရဲ့အုံနောက်ကတော့လုံးဝပလာဖြစ်နေခဲ့တယ်။သူစာမေးပွဲကိုလက်လျှော့တော့မဲ့အချိန်မှာပဲသူ့ရဲ့အကျိုးတွေနဲ့တစ်ချက်တုံးလို့သွားပြီးသူ့လက်ကသူ့ဘာသာသူလှုပ်ရှားလာခဲ့တယ်။ကျွန်တော်ရေးသမျှစာသားတွေတွေးခေါ်တွေကိုသူကိုယ်တိုင်နားမလည်ပဲကူးရေးနေခဲ့တာပါ။မွန်လွယ်ပိုင်းတခြားစာမေးပွဲကတော့တကယ်ပွဲကြီးပွဲကောင်းမှာကောလိပ်အဆင့်မေးခွန်းတွေပါဝင်နေခဲ့တာကျွန်တော်ကတော့စက်ရုပ်တရုပ်လိုမေးခွန်းတွေကိုတိတိကျကျတွက်ချက်ခဲ့ပြီးနောက်ဆုံးမေးခွန်းအကြီးကြီးကိုတော့ပုံတင်တဲ့အတိုင်းမဟုတ်ပဲကြီးပေါ်မီဒီပုံစံတစ်ခုနဲ့အလွယ်ဆုံးတွက်ပြခဲ့တယ်။ညီမကတော့မေးခွန်းကြည့်ပြီးကြောင်အန်းနေခဲ့ပေမဲ့သူ့လက်ကသူ့ဘာသာသူလှုပ်ရှားပြီးသုံးကြောင်းနဲ့အဖြေမှန်ကိုရေးပြခဲ့ပြန်တယ်။နောက်ရက်တွေမှာလည်းကျွန်တော်ကပဲအားလုံးကိုထိန်းချုပ်ထားခဲ့တယ်။အင်္ဂလိပ်စာမေးပွဲပြီးဆုံးကြောင်းခေါင်းလောင်းတန်မိလာတဲ့အချိန်မှာကျွန်တော်ကလောင်တန်ကိုချလိုက်တယ်။အဲ့ဒီအချိန်မှာပဲလေတူတွေကမမြင်ရတဲ့ကျိုးတစ်ချောင်းပြတ်တော့သွားတယ်လို့မျိုးနှစ်ပေါင်းများစွာကျွန်တော်ရဲ့စူးစမ်းအထောက်မှုတွေကိုညီမစီပို့ပေးနေတဲ့ဆက်သွယ်မှုကြီးကထာဝရပိတ်ဆို့သွားခဲ့ပါပြီ။ခမ်းမအပြင်ကိုထွက်လာတဲ့အချိန်မှာကျောင်းသားတွေကပျော်လွန်းလို့စာအုပ်တွေလွှင့်ပြနေကြပေမဲ့ကျွန်တော်ကတော့တိမ်တွေပေါ်လမ်းလျှောက်နေရတယ်လို့မျိုးအေးစစ်စစ်ပဲထွက်လာခဲ့တယ်။ညီမကိုလူတွေဝိုင်းအောင်နေကြပြီးသူကတော့အပီပြင်ဖြေနိုင်ခဲ့ပြီဆိုတဲ့ယုံကြည်ချက်တွေနဲ့ပေါ့ကျွန်တော်ကတော့လူအုပ်နဲ့ဆန့်ကျင်ဘက်လမ်းတိုင်းထွက်လာခဲ့ပြီးစိတ်ထဲကနေညီမလေးမင်းရဲ့အချိန်မှတ်နာရီကအခုမှစတင်ပြီလို့တွေးလိုက်တဲ့စာမေးပွဲပြီးလို့တပတ်အကြာမှာအိရှိမှာကော်စောနီကြီးခင်းထားပြီးမိပုံတွေပူပေါင်းတွေနဲ့အလှဆင်ထားခဲ့တဲ့ညီမကတော့နေလေတီအိပ်ပြီးအဖြေလွှာတွေကိုတိုက်စစ်နေခဲ့တယ်သူကအမှတ်940ကျော်မှတေးချတယ်လို့ကြီးညာထားခဲ့လို့အဖေကလည်းဂုံပြူပွဲစပွဲအလုံးကြီးကို80အထိတိုးမြင့်လိုက်တဲ့တဆွေမျိုးလုံးနဲ့တငယ်ချင်းတွေရှိမှပါရမီရှင်တမိကြီးအကြောင်းကြွားချင်နေတာကိုရလက်ထွက်မဲ့နေ့မှာဟိုတယ်ခန်းမကြီးကရုပ်ရှင်ထူးချွန်စုပေးပွဲကြီးလိုခန်းနားနေခဲ့ပြီးစကလင်ကြီးကြီးပေါ်မှာရလက်ကြီးမဲ့ website ကိုချိတ်ဆက်ထားခဲ့တယ်ညီမကတင်းချီတန်တဲ့ဝတ်စုံကြီးဝတ်ပြီးမင်းသမီးလေးတယောက်လိုဧည့်သည်တွေကြားထဲတွာလာနေခဲ့တဲ့အချိန်မှာကျွန်တော်ကတော့ထောက်တနေရမှာစပွဲထိုးတယောက်လိုရင်းနဲ့အစားအစာတွေလိုက်ပို့နေခဲ့ရတယ်ည8နာရီတိတိမှာ website ပွင့်လာခဲ့ပြီးခန်းမတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ရတယ်အဖေကစင်ပေါ်တက်သွားပြီးကဲပထမဆုံးအတုံးမကျတဲ့ကောင်ရဲ့အမှတ်ကိုအရင်ကြည့်ပြီးမှငါတို့သမီးကြီးရဲ့အမှတ်ကိုကြည့်ကြတာပေါ့လို့ပြောလိုက်တော့ခန်းမတစ်ခုလုံးရေမောတန်တွေနဲ့ပြည့်သွားခဲ့တယ်ကျွန်တော်တင်းငင်စွာစင်ပေါ်တက်ပြီးခုံနံပါတ်ရိုက်ထည့်လိုက်တဲ့အချိန်မှာစကရင်ပေါ်မှာပေါ်လာတာကတော့မြန်မာစာ150တင်းချ150အင်္ဂလိပ်စာ150သိပ္ပံဘာသာရဲ့300စုစုပေါင်း950တပြည်နယ်လုံးမှာပထမခန်းမတစ်ခုလုံးတိတ်ဆိတ်သွားခဲ့ပြီးအဖေမျက်နှာဖြူလျော်သွားခဲ့ရတယ်ကျွန်တော်မိုက်ကိုကင်ပြီးကျွန်တော်အမှတ်ကိုမြင်ပြီးပြီဆိုတော့အခုအတိကမင်းသမီးကြီးကိုဖိတ်ခေါ်လိုက်ကြရအောင်လို့ပြောပြီးညီမကိုအချက်ပြလိုက်တယ်ညီမကတုံရီနေတဲ့ခြေလမ်းတွေနဲ့စင်ပေါ်တက်လာခဲ့ပြီးခုံနံပါတ်တောင်မရိုက်နိုင်ခဲ့ပါဘူးကျွန်တော်သူ့နားကပ်ပြီးညီမလေးမင်းကထက်မြင့်တဲ့နေရာကိုပြန်တန်းကျင်တာမဟုတ်ဘူးလားကဲအခုမင်းကိုအပေါ်ဆုံးပို့ပေးမယ်လို့ပြောလိုက်တဲ့သူနှိပ်လိုက်တဲ့အချိန်မှာစကရင်ပေါ်မှာပေါ်လာတာကတော့မြန်မာစာ150တင်းချ150အင်္ဂလိပ်စာ150သိပ္ပံဘာသာရဲ့310စုစုပေါင်း960ပြည်နယ်အဆင့်ဒုတိယအဲ့ဒီအချိန်မှာကလေးတစ်ယောက်ကမင်းစာမေးပွဲကအမှတ်950ပဲရှိတာမဟုတ်ဘူးလားဘာလို့960ဖြစ်နေတာလဲလို့မေးလိုက်တဲ့အခါခမ်းမတစ်ခုလုံးဟက်ကာတွေလောက်တာဖြစ်မယ်ဆိုပြီးစူညံသွားခဲ့ပါတော့တယ်ညီမကတော့အဲ့ဒီအမှတ်ကိုကြည့်ပြီးစာမျက်နှာကိုအချိန်ချင်းပြန်ဖွင့်နေခဲ့ပေမဲ့အမှတ်ကပြောင်းမသွားခဲ့ပါဘူးတက္ကသိုလ်ကတာဝန်ရှိသူတယောက်ကဒါကမဖြစ်နိုင်တဲ့မှားယွင်းမှုပဲလို့ပြောလာတဲ့အခါကျွန်တော်ကစနစ်ကမှားတာမဟုတ်ပါဘူးအင်ယက်စီကန်ကမှားနေတာပါဒီအင်ယက်စီကန်ကကျွန်တော်ဘယ်လောက်ရရသူကကျွန်တော်ထက်10မှတ်ပိုရရမယ်ဆိုတဲ့စီကန်ရှိတယ်ကျွန်တော်950ရခဲ့လို့သူက960ဖြစ်သွားတာပါလို့ဖော်ထုတ်လိုက်တယ်အမေကနေလိမ့်နေတာဆိုပြီးကျွန်တော်ကိုလာရိုက်ဖို့လုပ်ပေမဲ့ကျွန်တော်ရှောင်လိုက်လို့အမေကစကရင်အောက်ကိုလဲကျသွားခဲ့ရတယ်ကျွန်တော်ကတော့ရေမောရင်းအမေ950ရဖို့ဘယ်လောက်ခက်ခဲလဲတိလားကျွန်တော်3လလုံးလုံးခမင်းကြံပဲစားခဲ့ရပြီးသူကတော့အကောင်းစားတွေစားခဲ့ရတာ
ကျွန်တော်ဒါတွေအားလုံးကိုသိခံခဲ့တာကဒီနေ့မှာအမေတို့ရဲ့ပါရမီရှင်အိမ်မက်ကိုကိုယ်တိုင်ဖျက်ဆီးပစ်ချင်လို့ပဲလို့ပြောပြီးကွန်ပျူတာထဲကိုတူလောင်ကပ်ပြားတစ်ခုထိုးထည့်လိုက်တယ်စကရင်ပေါ်မှာညီမဖြစ်သူကကျွန်တော်ရဲ့စာရွက်ချမ်းတွေကိုခိုးချနေတဲ့ဗီဒီယိုတွေအဖေကကျွန်တော်ကိုအမှတ်နဲ့အောင်တမင်ဖြေခိုင်းနေတဲ့ဗီဒီယိုတွေနဲ့အမေကကျွန်တော်ဖျားနေတာကိုအပြင်မောင်းထုတ်နေတဲ့ဗီဒီယိုတွေပေါ်လာခဲ့လို့ခမ်းမတွေကလူတွေအားလုံးကသူတို့ကိုဆက်ဆုပ်ယူရှာတဲ့မျက်လုံးတွေနဲ့ကြည့်ကြပါတော့တယ်ညီမကတော့စိတ်ပိုင်းဆိုင်ရာလုံးဝပျက်စီးသွားပြီးအပြင်ကိုအော်ဟစ်ကပြေးထွက်သွားခဲ့တယ်လို့မိဘတွေလည်းသူ့နောက်ကိုငိုယိုပြီးလိုက်သွားခဲ့ကြတယ်တာဝန်ရှိသူကကျွန်တော်ကပဲတကယ်ပြည်နယ်အဆင့်ပထမဖြစ်ကြောင်းကြေညာခဲ့ပါတယ်နောက်ပိုင်းမှာတော့ပညာရေးဌာနကညီမရဲ့အမှတ်ကိုပယ်ဖျက်ပြီးတုံးနှစ်ပိတ်ပင်လိုက်တယ်လို့အဖေကလည်းအကျွေးတွေနဲ့မတမာမှုတွေကြောင့်ရဲဖမ်းတာခံခဲ့ရတယ်အိမ်လည်းအသိမ်းခံရပြီးအမေကစိတ်ယူပေါက်သွားခဲ့တယ်လို့ညီမကလည်းစိတ်ကျမ်းမာရေးဆေးရုံပို့လိုက်ရပါတော့တယ်တလအကြာမှာကျွန်တော်လက်ထဲကိုနိုင်ငံရဲ့အကြီးဆုံးတက္ကသိုလ်ကကျောင်းဝင်ခွင့်စာရောက်လာခဲ့တယ်ကျွန်တော်အိမ်ဟောင်းကိုနောက်ဆုံးအချိန်သွားခဲ့တဲ့အချိန်မှာအမေကနင်းကသမီးကိုဖျက်ဆီးခဲ့တာလို့လာအောင်ပေးမယ်ကျွန်တော်မဟုတ်ဘူးအမေတို့ရဲ့လောဘနဲ့ခွဲခြားဆက်ဆံမှုကပဲသူ့ကိုဖျက်ဆီးခဲ့တာပါစိုက်ပျိုးခဲ့တဲ့အတိုင်းပဲအခုပြန်ရေးတင်ရတာပါလို့ပြောပြီးလှည့်ထွက်ခဲ့တယ်ကျွန်တော်မိရထားဘူတာယုံကနေရထားစီးပြီးမြို့တော်ကိုထွက်ခွာခဲ့တယ်ရထားစထွက်တာနဲ့ကျွန်တော်ဖုန်းထဲကအတိတ်ကနံပါတ်တွေနဲ့နာကျင်စရာမှတ်ဉာဏ်တွေအားလုံးကိုဖျက်ပစ်လိုက်ပြီးဒိုင်ယာရီစာအုပ်ထဲမှာလင်းလို့မင်းရဲ့ဘဝကအခုမှစတင်ပြီလို့ရေးသားရင်းနဲ့ပဲဇလန်းလေးပြီးဆုံးသွားခဲ့ပါတယ်